မင်္ဂလာပါကိုညီမကတော့ဒီဒိုဂျီလက်မှာအငယ်နဲ့စိုက်ပျိုးရေးပညာရှင်တွေနဲ့တာဝန်ထမ်းဆောင်နေတဲ့ထူးထူးခိုင်ဖြစ်ပါတယ်ပေါ့နော်အခုနာမည်လေးတစ်ချက်မိတ်ဆက်ပြပါအောင်ကျွန်တော်နာမည်ကတော့ကောင်းကျိုးသူပါခင်ဗျဒီတောင်ရင်ကြည့်ရတောင်သူကြီးပါခင်ဗျဟုတ်ကဲ့ရှင်ဒီမှာပေါ့နော်ဒီအခုနှမ်းကင်းကိုကြည့်ရလဲတော့အားရစရာကောင်းတယ်ပေါ့နော်ဒီမှာဆိုရင်အခုနှမ်းကင်းမှာဆိုရင်ဘာဘယ်လိုသွင်းအားစုကြီးတုံးထားလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ဟုတ်ကဲ့ခင်ဗျကျွန်တော်နှမ်းကင်းမှာဘာတုံးထားတော့ဆိုတော့ကျတော့မြေကန်မှာကျွန်တော်တုံးထားတာကကျတော့ဘူကာရှီ3လုံးနော်ဘူကာရှီ3လုံးအောက်ကမြေကန်ထည့်ထားပါခင်ဗျအခုဖြန်းစည်းအနေနဲ့ကတော့ဒူကြီးလက်ကကျွန်တော်တို့ဘိုင်ယိုကောင်းစီရဲတွေတုံးပါတယ်ဘိုင်ယိုကောင်းရယ်ဘိုင်ယိုဘက်ဆီလက်ရယ်ဘိုင်ယိုထရိုက်ကူရယ်ဆိုပြီးတော့သူအဲ့လိုမျိုးကျွန်တော်တုံးထားပါတယ်ဟုတ်ကဲ့ဘယ်နှကြိမ်ရှိသွားပြီလဲပေါ့နော်ဒါဆိုလို့ရှိရင်အကြိမ်ကြီးအတွက်ကတော့ကျွန်တော်ဒါဆိုလို့ရှိရင်3ကြိမ်ရှိသွားပြီပေါ့ခင်ဗျဟုတ်3ကြိမ်တုံးထားတာပါတယ်ဟုတ်အဲ့ဒါအောင်မှတစ်ကြိမ်နဲ့တစ်ကြိမ်ဘယ်လောက်ချားလဲပေါ့နော်တစ်ကြိမ်နဲ့တစ်ကြိမ်ကိုတစ်ပတ်ချားစီးပက်တာပါခင်ဗျဟုတ်ချားစီးပက်တာပါဒီမှာဆိုရင်အကိုဒါတွေတုံးထားရပေါ့နော်နှမ်းကြီးကလည်းကောင်းနေရဲ့ဒီဘန်ကိုကောင်းစေးသွဲတွေနဲ့ပတ်သက်ပြီးတော့အကိုရဲ့အမြင်လေးလည်းပြန်လည်မျှဝေပေးပါဦးဟုတ်ကဲ့လားဘိုင်ယိုကောင်းစေးသွဲတွေနဲ့ပတ်သက်ပြီးတော့လာအရင်တုန်းကကျွန်တော်တို့ဟိုပါပေါ့နော်အရင်တုန်းကကျတော့ဓာတုဆေးတွေပဲကျွန်တော်တို့ကသုံးလာကြတာကြီးများနေပြီအခုဒီနေ့ထက်မှကျတော့ကျွန်တော်တစ်နှစ်လောက်ရှိပါပြီဒီသဘာဝဆေးတွေပြောင်းသုံးလာတာမှအခုဘိုင်ယိုကောင်းစေးလည်းကျွန်တော်ပြီးခဲ့တဲ့ကလည်းပဲရာသီတုန်းကလည်းသုံးခဲ့ဘူးပါတယ်ကောင်းပါတယ်အခုနှမ်းမှလည်းကျွန်တော်ဘိုင်ယိုကောင်းစေးပဲသုံးပါတယ်ဘယ်လိုထူးခြားချက်တွေရှိအောင်ဆိုတော့အပင်တန်တယ်ပေါ့နော်အပင်တန်တဲ့ပင်လဲတန်တယ်တောင်ဒီဘယ်လိုပြောရမလို့တောင်နဲ့တန်မှာဘူးလည်းရှိတယ်အခုသီးစင်းလေးတွေဝင်တဲ့အချိန်မှာလည်းသီးစင်းဝင်တဲ့အချိန်မှာလည်းသီးစင်းတွေမကြော်ဘူးပေါ့သီးစင်းတွေလည်းမကြော်ဘူးပေါ့ထူးခြားတာလေးကတော့အခုပေါ့နော်တခြားခင်းတွေကနေခင်းတွေလည်းမှာနုံးနေတဲ့အချိန်မှာကျွန်တော်ဒီဘိုင်ယိုကောင်းစေးသုံးထားတဲ့နှမ်းခင်းတွေကဆိုလို့ရှိရင်တော့လန့်ဆန်းနေတာထူးခြားတာတွေ့ရပါတယ်ခင်ဗျပိုးမွားအန်ဒီရဲ့လည်းအခုချိန်ထိကတော့ထူးခြားခြားဘာမှလည်းမလော့ပါဘူးဟုတ်ကဲ့ဒီမှာဆိုရင်လည်းဒီမှာညီမကြည့်တဲ့လောက်တော့ဗောနှမ်းအရွက်စားတွေပါတယ်ဆိုတော့တော်တော်ကြီးရပေါ့နော်တခြားခင်းနေနဲ့ကြတော့အခုဒီဘေးပတ်ဝန်းကျင်အခင်းနေနဲ့ကြတော့ဘယ်လိုကွာသွားလဲပေါ့နော်ဘေးပတ်ဝန်းကျင်အခင်းနေဘယ်လိုကွာသွားဆိုတော့ဘေးပတ်ဝန်းကျင်အခင်းနေနဲ့ကြလို့ရှိရင်သူ့ထက်ပိုပြီးတော့ဘယ်လိုပြောရမလို့အရွက်အယောင်စိမ့်တယ်ပြီးတော့ကြတော့အရွက်ပိုကြီးတယ်ဟုတ်ကဲ့ဒီအသီးစင်းလေးတွေလည်းကြည့်လိုက်ပါခင်ဗျအသီးစင်းလေးလို့ရှိရင်တစ်ခုနဲ့တစ်ခုဆက်နေတာတွေ့ရပါတယ်ခင်ဗျဟုတ်ဟောနော်အခုအနေနဲ့ခုဒီနှမ်းငင်းကတော့ဒီဘန်ကောင်းဆွေးတွေတုံးထားရပေါ့နော်ဒီနွေနှမ်းဆိုင်ဧကဘယ်လောက်ရှိလဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ထက်မှနွေနှမ်းဆိုင်ဧက30ရှိပါတယ်ခင်ဗျဟုတ်ကဲ့30ရှိပါတယ်တခြားဧကတွေမှာရောဒီဘန်ကောင်းဆွေးတွေကိုတုံးဆွဲဖို့စိတ်ကူးရှိလားရှင်ဟုတ်ကဲ့ဗျဒီဟိုပါပေါ့နော်ဧက30လုံးစာအတွက်ကိုကျွန်တော်ဘန်ကောင်းဆွေးပဲသုံးမယ်ဆိုပြီးတော့အတွဲ80လောက်ကျွန်တော်ဝယ်ပြီးသားပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အခုလိုအခုရဲ့အတွေ့အကြုံလေးကိုပြန်လည်မျှဝေပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်